ဆက်ချောင်းမင်းသားများ၏ရှင်ပြိုင်ပွဲစသည့်အချိန်မှာညနေ3မောင်ရိုက်ခဲ့ပြီးလေပြီရင်ပြိုင်ပွဲများမှာရှေးထုံးစံဓလေ့များအစဉ်အလာအတိုင်းပြုလုပ်နေရသည့်အတွက်ဝန်စွာပြင်းရည်ညီးငွေပွဲဖြစ်သည့်ပြိုင်ပွဲများဖြစ်လာလေသည်ပြိုင်ပွဲစကားနည်းတွင်အစီအစဉ်ကိုပြောင်းပြလိုက်ပြီးပန်ဒရာပြိုင်ပွဲကိုစတင်လိုက်သည်ကျုပ်တို့သည်ကျုပ်တို့ဖွဲ့နေထားသောသေသချင်းများကိုပလွေများဖြင့်တီးမှုတ်တီးဆိုကြသည်ကျုပ်တို့တွေကောင်းစွာတက်ကြွခြင်းမရှိသည့်တိုင်အများကမူကျုပ်တို့ကိုခွင့်လွှတ်၍နားထောင်ကြသည်ဖွဲ့နေသည့်စာသားများမှာရွှေနန်းတော်ကြီးကိုဖွဲ့ဆိုသည့်အကြောင်းများဖြစ်ပြီးစာသားများကိုရွှေနန်းတော်ကြီးတွင်ရှိသည့်ပန်ဒရာဆရာများကပေထက်အခရာတင်၍ရေးမှတ်ထားကြသည်ထိုပြိုင်ပွဲတွင်ထူးထူးဆန်းဆန်းဒီဝရက်ကအနိုင်ရသွားသည်နောက်ပြိုင်ပွဲတစ်ခုမှာလူဝင်ပြစ်ပြိုင်ပွဲဖြစ်သည်လူဝင်ပြစ်ပြိုင်ပွဲတွင်လူဝင်ဆိုတော့လည်းအရှင်မဟုတ်ပါတန်ဖြစ်တွန်းခတ်ထားသည့်လူဝင်ရုပ်ကြီးကိုထောင်ထားပြီးအဝေးမှတန်မဏိမြားဖြင့်ပြေးခတ်ရခြင်းဖြစ်သည်ပြေးခတ်နေစဉ်တွင်ပန်ဒရာသည်များကတီးမှုတ်ပေးကြသည်လူဝင်ရုပ်ကိုစူးဝင်နေအောင်မြားကိုပြစ်လို့ရမည်ဖြစ်သည့်အတွက်လေကြိုများကိုအခိုင်ဆုံးတမင်ဦးများဖြင့်ငင်ထားကြရသည်။ဒီချိန်တွင်ကျုပ်တို့အထက်ကောင်းကင်တစ်ခွိုက်တွင်မြားများတရွှေရွှေပြန်ဝဲတံများဖြင့်ကျုပ်တို့အားဩဘာပေးတံများစူညံနေတော့သည်။အမှန်အားဖြင့်ထိုမြအားကောင်းသောလေကြိုများကိုကျုပ်တို့ညှိနှိုင်းနေခြင်းမှခြားကြောင်မဟုတ်ကျုပ်တို့တွေထိုတို့အားကောင်းသောလေကြိုများကိုညှိရန်ကလေးဘဝကလေးကပင်လေ့ကျင့်ခဲ့ရသောကြောင့်ဖြစ်သည်။ဒီနေတဲ့ဘွဲတွင်အားလုံးကမျှော်မှန်းထားကြသည့်အတိုင်းသူ့နန္ဒရာကအနိုင်ရသွားသည်။ထို့နောက်နဗန်းပြိုင်ပွဲကျင်းပသည်။ဒီလိုလုံးစီတွေတုတ်လိမ့်ကနဗန်းသမားတို့ဝစ်စင်နေကြအဝိနီနိုင်ငံပိုင်းကလေးကိုသာဝစ်စင်ရသည်။နောက်တော့ကသူ့နန္ဒရာကိုနဗန်းတက်ရန်မဲကြပြီးကျုပ်မှမူဒေဝရတ်နှင့်နဗန်းတက်ရန်မဲကြသည်။ကျုပ်သည်ဒေဝရတ်နှင့်နဗန်းတက်ခံသည်တွင်ဒေဝရတ်၏သစ္စာမဲမှုကိုတွေးတောမိသဖြင့်စိတ်ကိုတည်ငြိမ်အောင်မထိန်နိုင်တော့ပဲဒေါသထွက်နေသည်။အဲ့ဒီငါကိစ္စဒေါ်ရတွင်ကျုပ်တို့ကလောက်ကျန်ရန်အကောက်ကြံခဲ့ပုံယတိဖြူကလေးကိုလွှတ်ထားခဲ့ပုံကိုကျုပ်မှတ်ရနေသည်။တို့ဖြင့်ကျုပ်သည်စိတ်တူနေရလို့မပြောတတ်ခွန်အားတွေတိုးလာသည်ဟုထင်လိုက်ရကဒေဝရတ်ကိုကောင်းစွာအနိုင်ရလိုက်သည်ကျုပ်တို့နှစ်ဦး၏နဗန်းပွဲသည်တော်တော်နှင့်မပြီးနိုင်ကျုပ်တို့နှစ်ဦးသည်တဦးကိုတဦးတကယ်ပင်နာကျင်အောင်နဗန်းတက်ကြခြင်းဖြစ်သည်ခြေတို့တုံလိန်ထားသည့်ဒေဝရတ်၏ခန္ဓာကိုယ်သည်ကျုပ်လက်ကြားမှမကြာခဏလွတ်ထွက်သွားတတ်သည်တရားတွင်ကြာလာသည့်အခါတွင်ကျုပ်သည်ဒေဝရတ်၏ကြွက်သားများပုံစံကိုကျုပ်မှတ်မိနေလေပြီဤတွင်ကျုပ်သည်ဒေဝရတ်၏စီရွှဲနေသည့်ကိုယ်လုံးကိုမဖမ်းတော့ဘဲအရေးကွန်အောက်ရှိတန်မာသည့်ကြွက်သားများကိုဖမ်းယူနိုင်ခဲ့လေသည်လက်မောင်းမှကြွက်သားများသည်ငွေရောင်နှင့်သွေးရောင်သူခန္ဓာကိုယ်မှကြွက်သားများမှမူငွေရောင်နှင့်ပြာရောင်သူခြေထောက်မှကြွက်သားများမှမူငွေရောင်နှင့်အနက်ရောင်တို့ထွက်နေသည်ကိုကျုပ်သတိပြုမိသည်ကျုပ်သည်ငွေရောင်နှင့်အနက်ရောင်ရောနေသည့်သူ့ပေါင်သားကိုအလိုလိုမုန်းနေသည်ထို့ကြောင့်ကျုပ်သည်သူ့ပေါင်ကြွက်သားများကိုဖမ်းဆုပ်၍ကင်ပေါက်လိုက်သည်တွင်ကျုပ်မျှော်လင့်သားသည့်တက်လွယ်ကူစွာအနိုင်ရလိုက်သည်ကိုတွေ့လိုက်သည်အမှန်အားဖြင့်ကျုပ်နဗန်းတက်ပုံသည်စီကနှင့်ဆန့်ကျင်ခြင်းမရှိသည့်တိုင်ကျုပ်တို့လိုက်နိုင်ရမည့်ရှေးထုံးဓလေ့များနှင့်ဆန့်ကျင်နေသည်ဒေဝရတ်သည်နှာခေါင်းမှသွေးယူစီးနေလျက်မြေကြီးပေါ်တွင်လဲကျနေသည်ဘုံပဲ့သောအရေးကုန်းအောက်တွင်ကြွက်သားများသည်တုံရင်လျက်ရှိသည်နောက်များမကြာမီတွင်ကျုပ်သည်သူ့နန္ဒရာနှင့်မျက်နှာချင်းဆိုင်၍ရပ်လိုက်ကြသည်သူနန္ဒရာသည်ကြမ်းတမ်းခိုင်မာသောခွန်အားရှိသူဖြစ်သည်ညုံမဲလျက်ရှိသောဝမ်းပိုက်တွင်မွေးမြင်တို့ဖြင့်ဖုံးအုပ်လျက်ရှိပြီးရင်အုပ်သည်သားမွေးပြီးကစားမိမတို့၏ရင်ကဲ့သို့ဘိုးမောက်ကားထွက်လျက်ရှိနေသည်ခြေတော်များမှမူသေးငယ်သည့်အတွက်သူခန္ဓာကိုယ်ကြီးကိုနိုင်နိုင်ထမ်းထရသည့်ကဲ့သို့ရှိနေသည်လူနန္ဒရာသည်ကျုပ်ထက်အစမတန်ခွန်အားတာလွန်ကြောင်းကိုကျုပ်သိပါသည်သူနှင့်ရှင်ပြိုင်ပြီးတပ်ပုတ်ရတွင်ကျုပ်သည်ခွန်အားကိုအားကိုး၍မဖြစ်တော့ပရိယေကိုသာအားကိုးရမည်ဒိုမှသာသူ့ကိုအနိုင်ရတော်မည်ဒိုတိုင်အောင်ကျုပ်သည်စင်ချေဘွားအောက်ရောက်နေသည့်လန်ကင်တရေကလေးကဲ့သို့အားကိုးရမယ်ဖြစ်နေသည်တရားတွင်ကံအားလျော်စွာပင်ကျုပ်သည်သူ့ခြေထောက်ကိုတစ်ချက်ခုတ်လိုက်ရာဒုနန္ဒရာသည်ဒေဝဒတ်ကဲ့သို့မြေကြီးပေါ်တွင်ဘိုင်းကနေလဲကျသွားတော်သည်ထို့နောက်တွင်စေရထားပြိုင်ပွဲကျင်းပရာထိုပြိုင်ပွဲ၌နောင်တော်သီထရမှအလွယ်တကူပင်အနိုင်ရခဲ့သည်နောင်တော်အနိုင်ရခဲ့ခြင်းမှာနောင်တော်၏ကျွမ်းကျင်မှုရဲရင်မှုတို့နှင့်တကွယထာမောင်ကျွမ်းကျင်မှုတို့ကြောင့်သာမကနောင်တော်၏အနီရောင်မြင်းကြီး၏အင်မြန်ခြင်းကြောင့်လည်းဖြစ်နိုင်သည်ကျုပ်တို့အားစစ်တရေများဘိုးပါပရိသတ်များကတောင်းတောင်းဖြဖြဩဘာပေးကြကပန်းကုန်းများပန်းတရက်ဖူးများဆင်ပေးကြသည့်တိုင်ကျုပ်တို့နှစ်ဦးစလုံးစိတ်ထဲတွင်ထိုအောင်ပွဲသည်ကြာကန်ထဲတွင်တိတ်ဆိတ်စွာတမထကျင့်ရင်ရခဲ့သည့်ကျုပ်တို့အောင်ပွဲများနှင့်နှိုင်းစာလိုက်ရင်သေဖွဲကလေးမျှသာဖြစ်နေသည်။ဗံပွဲတွင်အနိုင်ရသူကိုရတော်တရားဒေဝီနှင့်လက်ဆက်ပေးမည်ဆိုသောစကားကိုထိုအချိန်တွင်မိနေကြသည်။ကျောင်းနှင့်နောင်တော်တိထရသည်မင်းမန္တစီတို့စေရထားကိုစီဖြင့်မောင်းလာခဲ့ကြရာမူကြီးမကြီးများစီးဝေးတိုင်ပင်နေကြသည်ကိုမြင်တွေ့ရသည့်အခါတွင်အံ့အားသင့်နေကြသည်။မနမင်းသားသည်သူ့နှကမ်းမွေးများကိုလိန်နေရင်တစုံတရာကိုစဉ်းစားနေပုံရသည်။ကျုပ်စိတ်ထဲတွင်မူသူ့မျက်နှာသည်အကောက်ကျန်သည့်လက္ခဏာကိုပေါ်ပြနေသည်ဟုထင်မိသေးသည်။အားပဲတွင်ခမဲတော်တုတ်သောသနာမင်းကြီးကိုမတွေ့ရကြ။ရတော်တရားဒေဝီကိုလည်းမမြင်ရကြ
တို့ရတွင်တစ်ဖက်ပခုံးစီမှရတော်တရား၏ရည်တန်တဲ့ကိုကြားလိုက်ရသည်ဟုကျုပ်စိတ်ထဲတွင်ထင်လိုက်မိသေးသည်တကောများအလံများသည်လေပြင်းထဲတွင်တစ်ဖြက်ဖြက်လွင့်လျက်ရှိသည်မကြခင်မိုးရွာတော့မည်မိုးကောင်းကင်ကြီးတဖြည်းဖြည်းမှောင်မဲလာကဖြူဖြော့နေသည့်အလင်းရောင်ထဲတွင်ရာဝတ္ထုများသည်အိမ်မက်ထဲတွင်တွေ့ရသည်နှင့်ဝိုးတို့ဝါတာဖြစ်နေကြသည်ကျုပ်တို့နှစ်ဦးသည်ထိုရှုခင်းများကိုကြည့်ကာသဘောကျနေကြသည်ကျုပ်တို့ကိုချက်အင်ကြီးများတွင်ဆင်ရင်ထားသောကြောက်တံပရံများအယောင်မှဖွက်ဖိတ်တောက်နေသည်တကောများအလံများသည်စိန်ပန်းခိုင်များတစ်ဖွဲတလက်လက်တောက်နေကြသည်အဝေးကွင်းပြင်ကျဲကြီးများထဲတွင်စစ်တရေများဆင်များမြင်းများ၏အုပ်အုပ်ကြက်ကြက်အတန်များကိုကြားရပြီးထိုကွင်းပြင်ကျဲကြီးထဲရှိကောင်းခွင်တစ်ခွင်တွင်မူကြီးမားတောက်ပသည့်တက်တန်ကြီးသည်ထင်းထင်းကြီးမိုးရှက်နေသည်ကိုမြင်လိုက်ရသည်ထိုစဉ်မနမင်းသားသည်ကျုပ်တို့အနီးသို့ရောက်လာကပြိုင်ပွဲမှာအားလုံးအမှတ်တူနေကြတယ်ဒီတော့ရတော်တရားဒေဝီနှစ်သက်တရားကိုရွေးဖို့အမတ်ကြီးတွေကတော့သဘောတူနေကြတယ်ဟုလာပြောသည်ကျုပ်တို့နှစ်ယောက်ကလည်းအမတ်ကြီးများ၏စီအမံကိုသဘောတူလိုက်ကြသည်ကျုပ်တို့အစဉ်တန်းအရဝတ်သောပိုးဝတ်စုံများကိုဝတ်ရလျင်ပို၍ကောင်းမည်ဖြစ်ကြောင်းလဲကျုပ်တို့ကိုပြောလိုက်သည်တရားတွင်ထိုဝတ်စုံများကိုလဲလှယ်ရန်အချိန်မရှိတော့မိုးဆက်မိုးပေါက်များသည်တဖွဲဖွဲကြားစာပြုလာပြီးကျုပ်တို့မှာကိုတွင်ချွေးတန်ရွှဲရွှဲဖြစ်ကစေတော်များကလည်းယခုတိုင်ချွေးတုပ်ပွားများကိုယူဆောင်လာခြင်းမရှိကြသေးထိုစဉ်ရတော်တရားဒေဝီသည်ကျုပ်တို့ရှိရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်ရတော်တရားသည်မိသူမိဝါကိုရွေးမိဆိုသည်ကိုငကိုကလေးကပင်ဆုံးဖြတ်ခဲ့ပြီးဖြစ်ဟန်တူသည်ကျုပ်တို့အားလုံးသည်တန်ကြက်ဝယုံဘိုးဘွားခေါင်းပေါက်နှင့်ကြောင်မြရတနာတို့စီချေထားသည့်အင်ကြီးတို့ကိုဝစ်စင်ကမင်းစင်ပေါ်တွင်တန်းစီရက်နေကြသည်ခါတွင်လည်းဓားများကိုချိတ်ဆွဲထားကြသည်နောင်တော်တိတ္တရတွင်မူလေတွင်ပလဲပတိတကုံးကိုဆွဲထားသည်ကိုကျုပ်သတိပြုမိသည်ရတော်တရားသည်ကျုပ်တို့အနီးသို့ရောက်လာခဲ့သည်ရတော်တရားသည်ကြောက်စစ်စရာတို့ထုလုပ်ထားသောနန်းသာမီးတိုင်ခွက်တစ်ခွက်နှင့်တူနေသည်မိုးဆက်မိုးဖွဲကလေးများသည်ရတော်တရား၏သပင်နှင့်ပခုံးပေါ်သို့ကျနေသည်ရတော်တရားသည်ဒေဝဒတ်ရှေ့သို့ရောက်သည့်အခါတွင်ခိတမြရက်ပြီးဦးတီနှုတ်ဆက်လိုက်သဖြင့်ဒေဝဒတ်ကိုရွေးချယ်လိုက်လေပြီလို့ဟုကျုပ်စိတ်ထဲတွင်ထင်လိုက်မိသည်အဖန်ဆက်၍လျှောက်လာခဲ့ရာတုံနန္ဒရရှေ့သို့ရောက်သောမျက်တောင်များကြားမှနေ၍ကျုပ်တို့ကိုပြုံး၍ကြည့်နေသည်ဤသို့ကားမျှပြောခြင်းမပြုနောက်ဆုံးမူရတော်တရားသည်နောင်တော်တိတ္တရ၏ရှေ့သို့ဒူးထောက်ထိုင်ချလိုက်ပြီးလေနောင်တော်တိတ္တရမင်းသားသာလည်းကျွန်ုပ်၏ရှင်သခင်ဖြစ်ပေသည်ဟုနှုတ်မှရွတ်ဆိုလိုက်သည်နောင်တော်သည်ဝမ်းသာသဖြင့်ကိုရှေ့သို့အနေငယ်ကိုင်းလိုက်သေးသည်ထိုနောက်မှတတိရသောဟန်ဖြင့်ကိုပြန်မှတ်လိုက်သည်ထိုအချိန်၌စေတော်များရန်ရွေတော်များမှတယောက်တစ်ပေါက်တီးတိုးပြောဆိုနေကြသဖြင့်အုပ်အုပ်ကြက်ကြက်ဖြစ်နေသောကြောင့်မိုးမတ်များကရန်ရွေတော်များကိုအော်ဟစ်ငောင်ငန်းပြရသေးသည်ဘတော်တရား၏တကွန်ကိုနောင်တော်တိတ္တရ၏တကွန်နှင့်ပေါင်းလိုက်ကဝတိချတကွန်တိုင်ကြီးတွင်ချလိုက်ပြီးနောက်တကွန်တိုင်ထိပ်သို့လွတ်တင်လိုက်လေသည်မင်္ဂလာမောင်နှံတို့ကိုနှုတ်ခွန်းဆက်ရန်အတွက်အတိုင်းအပြည်ပြည်မှတန်တမန်များလည်းကျူသင်းတို့ကိုမှုတ်စေလျက်မင်းတစ်ပါးရှိရာဆင်မြင့်မန်းတပ်သို့ရောက်လာခဲ့ကြသည်မြို့ရင်းရှိရွှေနန်းတော်ကြီးတို့လည်းမင်းချင်းတမန်များကိုလှုပ်၍ထိုသတင်းများကိုအကြောင်းကြားလိုက်သည်နောက်တော်သည်မိမိလယ်တွင်ချိတ်ဆွဲထားသောပလဲကုန်းကြီးကိုချွတ်လိုက်ပြီးနောက်ရတော်တရား၏လယ်တွင်ဆွဲပေးလိုက်သည်ထိုအချိန်၌ကထောင်ပေါင်းများစွာသောတိရစ္ဆာန်များ၏ဟိမ့်တန်တို့ကဲ့သို့၎င်းထောင်ပေါင်းများစွာသောစီကြီးတို့ကိုအစီမပြတ်တီးလိုက်သောအတန်ကဲ့သို့၎င်းမြည်ရှိသောဩဘာသံကြီးသည်မျိုးရိုးဘတ်စီမှအခဲနှင့်ပေါ်ထွက်လာခဲ့လေသည်အဖေးဖေးနှင့်မှောင်စပြုလာခဲ့သည်နောက်တော်တိတ္တရသည်ကျင်းရသောရတော်တရားကိုလက်ကိုဆွဲကင်လျက်လက်တစ်ဖက်ဖြင့်လွယ်ထားသည့်ဓားမှရွှေတနှောင်းကိုစုပ်နှောင်ကာကျင်းရတော်ကိုခမည်းတော်တုတ်တော်တနာမင်းကြီးရှေ့တော်သို့ခါစားဝင်လိုက်သည်နောက်တော်သည်ဝမ်းသာဝမ်းနယ်ဖြစ်နေသည့်အတွက်သူ့ဘေးတွင်ရတော်တရားဒေဝီငိုရှိုက်နေသည်ကိုသတိထားမိဟန်မတူရန်ရတော်များသည်ပန်းကုန်းများကိုယူလာကြကရတော်တရား၏လယ်တွင်ဆွဲပေးကြသည်အမွှေးနန်းသားများကိုပတ်ဖြန်းကြသည်အဝေးကွင်းပြင်ဘက်စီမှတိုက်စင်ကြီးများ၏ကြီးကြီးကြပ်ကြပ်အော်မီနေတံများကိုအတိုင်းသာကြားနေရသည်အမျိုးလုံးနှံပြားရှိမိကြီးမိပန်းများကိုဒရဆက်ဖြစ်ဖောက်နေတံများနှင့်ခတ္တရမျိုးနွယ်တို့တီကျူးတွေရှိသည့်ဂါထာရွတ်ပတ်တံများကိုလည်းကြားနေရသည်ညရောက်သည့်ခါရင်ကျဲတို့သည်ခါတိုင်းထက်ဝိုးဝိုးဝင်းဝင်းပြိုးပြက်လျက်ရှိပြီးနမ်းမြို့ဥယျာဉ်ထဲမှရေပန်းရေမွှာတို့သည်ခါတိုင်းထက်ပိုမုံမြင့်ကပန်းတက်လျက်ရှိကြသည်ကျဲရောင်မိရှုမိပန်းတို့၏အယောင်ကောင်းကင်တွင်ပြူထွက်နေသောစန္ဒစ္စလာရောင်များသည်ရေပန်းရေမွှာများကဲ့သို့လာ၍ရိတ်ထင်နေသည်ထိုနေ့ည၌ခမည်းတော်တုတ်တော်တနာမင်းကြီးသည်နမ်းမြို့လေးပင်လေးရက်တွင်စတုတိတာပွဲကြီးများကိုကျင်းပကရုပ်လက်မြက်မရွေးလာသမျှလူအားလုံးတို့ကိုလှူကြီးပေးသည်ရိုးရိုးတကားများကိုတညာလုံးဟင်းလင်းဖွင့်ထားကြကပျော်ပွဲရှင်ပွဲသို့တကားမရှိဓာမရှိဝင်စေထွက်စေသည်တကွန်တို့သည်လေတွင်တစ်ဖြက်ဖြက်လှုပ်ရှားကြသည်ခယူသေးတန်တို့လည်းဆက်မပြတ်မြည်ကျူးကြသည်လမ်းမပေါ်တွင်ကာသူခုံသူတီသူဆိုသူတို့ဖြင့်ပြည့်နှံ့နေသည်မောင်ရိပ်များတွင်ချစ်သူတို့သည်တရားကိုတယောက်ဂယုကရင်ချစ်တုံတင်ကြသည်ထိုညသည်ကပိလဝု၏မင်္ဂလာအခါတော်ကြီးမဟုတ်လော
ကျုပ်တို့ပြည်တော်တွင်ထိုနေ့ညကလောက်ပျော်ရွှင်မြူးတူးပွဲကောင်းသည့်ညမျိုးထိုနေ့ညကလောက်ပျော်ရွှင်စရာလူလင်ငယ်လုံမငယ်တို့ပျော်ရွှင်သည့်ညမျိုးဟူ၍တခါဘူးမျှမရှိဘူးသေးဘိုးအလိုမင်္ဂလာစီတန်းလှဲ့လေပွဲကြီးစတင်နေပကောဘိုးစီစင်များပေါ်တွင်မိတုပ်စီကြီးများသည်ထိန်ထိန်ကြီးတောက်ပလျက်ရှိနေကြသည်တွေ့သည်မြင်သည်လူပေါင်းတို့သည်အဝတ်အစားတစ်တစ်လွင်လွင်တောက်တောက်ပပတို့ကိုဝတ်ဆင်ထားကြသည်ရွှေမြို့တော်ဈေးကွက်လမ်းတွင်ရှိရေပန်းရေမွှာတို့သည်ခါတိုင်းကဲ့သို့ပန်းထုတ်ခြင်းမပြုတော့ဘဲရမကာများနှင့်နန္တာရည်များကိုသာပန်းထုတ်နေကြသည်၎င်းတို့ရောက်သည့်အခါ၌ကရတနာစင်တော်များသည်ရွှေနန်းတော်ကြီးအနောက်တကားပေါက်မှထွက်ကာမြို့ထဲသို့ထွက်လာခဲ့ကြသည်စင်ကြောကုန်းမော်တွင်တင်ထားသည့်စင်ကားများအားလုံးမှာရွှေသားတည်ပြီးသောရတနာစင်ကားများဖြစ်သည့်အလျောက်လွန်စွာမှပင်အလေးချိန်စီးသည့်အတွက်ထိုစင်သီးများသည်ပင်စင်ကားကြီးများအောက်တွင်ပြိကျနေသည်ဟုထင်ရတော့သည်ထိုစင်ကားတို့အထက်တွင်မူရတနာဗိမှန်ကျက်ထားသည့်ရွှေတန်လျင်ထိုအထက်တွင်မူရွှေထီးတို့ကိုစိုက်ထားသည်ခြေဆုံးမှာရတနာစင်တော်များပေါ်တွင်ခမဲတော်တုတ်တော်သနာမင်းကြီးနှင့်နောင်တော်အားငယ်စဉ်တောင်ကျွေးကလေးရွယ်မှစ၍လိုကြိုတိုက်ကျွေးပြုစုမွေးမြူလာခဲ့သောမိတွေတော်ပစာပရိခောဓမီတို့လိုက်ပါလာကြသည်ထို့နောက်စင်အသီးသီးပေါ်တွင်ဒေဝဒတုံနန္ဒရကျုပ်အာနန္ဒာတို့လိုက်ပါလာကြသည်နောက်ဆုံးစင်ပေါ်မှာနောင်တော်သစ္စာနှင့်ရတော်တရားတို့လိုက်ပါလာကြသည်ဘေးပတ်ဝန်းကျင်တွင်ပြစ်လွတ်လိုက်သောမိရှုမိပြများမှအယောင်ဝါဝါများတွင်၎င်းစင်ကပေါ်တွင်ရမ်းလုံနေကြသည့်မိအိမ်ပေါ်မှအယောင်ဝါဝါများတွင်၎င်းရတော်တရား၏ဝင်းဝါကြော်ရှင်သောမျက်နှာကိုမြင်ရသည်နောင်တော်သည်တခါတရံတွင်ရိတ်ထဲသို့တိုး၍သူမျက်နှာကိုကွယ်ထားလိုက်ပြီးနောက်သူ့လယ်တွင်ဆွဲထားသောပန်းကုန်းမှပန်းပွင့်ကလေးများကိုချွေယူလိုက်ကလမ်းပေါ်တွင်ကားခုန်နေကြသူများထံသို့ကျဲချလိုက်သည်ထို့သောရတနာစင်တန်းကြီးသည်မြို့တွင်သို့လှည့်လည်လျက်ရှိလေရာတအီအီသွားနေသောစင်ချေသည်များကိုကျဲလောင်စွာကြားနေရသည်မှာကျုပ်တို့ဖို့ထိုအချိန်သည်ပထမဆုံးအချိန်ပင်ဖြစ်သည်မြို့လေသို့ရောက်လင်ထာဝစဉ်မိတောက်လျက်ရှိသည့်ဝစ်ကြောင်းတန်းဆောင်ပေါ်မှရက်၍လူပွဲဝတ္ထုတို့ကိုလှူဒန်းသည်ထို့နောက်အချို့သောမူကြီးမကြီးများအိမ်ရှိတွင်ရက်သည့်အခါတွင်ရက်သည်တခါတရံတွင်အချို့သောဆရာယဟန်တို့သတင်း300အရက်တွင်ရက်သည်တခါတရံတွင်နာတော်သစ္စာ၏မျက်နှာကိုမော်ဖူးရန်စောင့်ကြည့်သည့်ပရိသတ်လူများကြားတွင်စိတ်ကြီးတိတ်ဆိတ်နေကြသည်ထို့ညချစ်သူတို့အိပ်ဆက်ကြသည့်အချိန်ထိမြို့သူမြို့သားများသည်နောင်တော်တိတ်ထရတော်တရားနောင်တော်တိတ်ထရတော်တရားဟုညီတန်းရွတ်ဆိုနေတမ်းများကိုကြုတ်ကြားနေရသည်